တိုက်ပွဲတွေရှိနေတဲ့ AR တိုင်းလေးမျက်နှာမြို့နယ်ကျောက်ဆွေကုန်းကျေးရွာကဆန်ဆက်ပိုင်ရှင်နဲ့စားသောက်ကုန်ရောင်းဝယ်ရေးလုပ်ငန်းရှင်တွေအပါအဝင်အရက်သား9ယောက်ကိုအာရခတပ်တော် AA နဲ့ဆက်နွယ်နေတယ်ဆိုတဲ့ဆွဆွဲချက်နဲ့စစ်ကောင်စီတပ်ကဖမ်းဆီးထားတယ်လို့ဒေသခံတွေကသိရပါတယ်။စစ်ကောင်စီတပ်ကမေလ12ရက်နေ့ကနေ24ရက်အတွင်းဖမ်းဆီးခဲ့တာဖြစ်ပြီးဘယ်မှာပန်းထားရဲဆိုတာကိုအခုမေလ25ရက်နေ့ထိမသိရသေးပဲအဆက်အသွယ်လည်းမရခဲ့ဘူးလို့ပြောပါတယ်။လေးမျက်နှာမြို့နယ်ကလုပ်ငန်းရှင်တယောက်ကအဖမ်းခံရတာ9ယောက်ဆန်ဆက်ပိုင်ရှင်2ယောက်စားသောက်ကုန်ရောင်းဝယ်ရေးလုပ်ငန်းရှင်3ယောက်နဲ့ကျန်တဲ့သူတွေကကားသမားတွေလို့သိရပါတယ်။အားလုံးကကြောက်စစ်ကုန်းကြီးရွာကပဲလို့ပြောလာပါတယ်။ကြောက်စစ်ကုန်းကြီးရွာဟာပသိမ်မွန်ရွာကားလန့်အရှိချမ်းကကြီးရွာတရွာဖြစ်ပြီးစစ်ကောင်စီတပ်ရဲ့လေကြောင်းတိုက်ခိုက်တာကိုခံရတဲ့ပန်းတိုးကြီးရွာနဲ့လေလံငယ်ရွာကြားမှာရှိပါတယ်။လေးမျက်နှာမြို့ကစစ်ကောင်စီတပ်နဲ့နှိစက်သူတယောက်ကအပန်းခံရတဲ့အထက်မျိုးသမီး2ယောက်ပါတယ်လို့သိရပါတယ်။အခုရက်တွေထဲဖမ်းတာတွေစီးတာတွေပိုလောက်လာပါတယ်။တက်က အုပ်ချုပ်ရေးအဖွဲ့ရဲ့သတင်းပေးချက်နဲ့ဖမ်းတာလို့သိရပါတယ်။ဖမ်းခံရသူတွေထဲမှာတချို့ကစစ်ရှောင်တွေလို့ပြောပါတယ်။လေးမျက်နှာမြို့နယ်ရဲ့ပန်းတော်ကြီးကျောက်စစ်ကုန်းလေတံငယ်နဲ့ဘေပြားကုန်းစောက်ရဲ့ချီးရတွေကဧပြီလကစတင်တိုက်ပွဲဖြစ်ခဲ့တဲ့ဒေသတွေဖြစ်တယ်လို့ဒေသခံတွေကသိရပါတယ်